အဆင်ပြေကြရလားဗျအခု crypto တွေဈေးကျနေတဲ့အချိန်မှာအားလုံးဘာစဉ်းစားနေလဲဆိုတာကိုကျွန်တော်လည်းစဉ်းစားမိပါဟုတ်တယ်အဲ့ဒါဘာလဲဆိုတော့အမြင့်မြန်ရလွယ်တဲ့ memes coin တွေမှာကျွန်တော်တို့ invest လုပ်ဖို့အတွက်အားလုံးစဉ်းစားနေကြမယ်လို့ထင်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မဆွေးနွေးခင်မှာ memes coin တွေကိုဘယ်လိုမျိုးစနစ်တကျဝယ်တင်နေဒီ2025မှာ memes coin ဝယ်မယ်ဆိုလို့ရှိရင်ဘာတွေပြင်ဆင်ထားနေလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါအခုဒီရက်ပိုင်းမှာ crypto ဈေးကွက်ကောအခြားသောရင်းနှီးမြှုပ်နှံမှုနဲ့ဆက်ဆက်နေတဲ့ဈေးကွက်တွေတော်တော်များများအကျဘက်ကိုဆင်းနေတာကိုမိတ်ဆွေတို့သတိပြုမိမှာပါအဓိကအကြောင်းအရာကတော့သမ္မတဒေါ်နယ်ထရန့်ရဲ့ trade war တွေနဲ့အနာဂတ်မှာမသေးချာမရေရာတဲ့စီးပွားရေးမူဝါဒတွေကြောင့်ဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တွေကဒီလိုမျိုးမသေးချာတဲ့ဈေးကွက်ကိုမကြိုက်ကြပါဘူးအဲကြောင့်တို့အယောင်းဝယ်လုပ်ဖို့အတွက်လက်တွန့်နေကြပါတယ်အခြားတစ်ဖက်မှာလည်းဒီလိုကာလအချိန်မျိုးမှာမှ risk ယူပြီးတော့ဒီလိုမျိုးဈေးနှုန်းတွေကျနေတဲ့အချိန်မှာ buy the dip လုပ်ပြီးတော့အမြတ်ထုတ်ဖို့အတွက်ပြင်ဆင်နေတဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တွေလည်းရှိကြပါတယ် cryptocurrency နယ်ပယ်မှာတော့ buy the dip လုပ်လို့ရှိရင်အမြတ်ဆုံးကြီးမားမားရရှိနိုင်တဲ့ narrative တစ်ခုရှိပါတယ်အဲ့ဒါကတော့ memes coin တွေပဲဖြစ်ပါတယ် memes coin တွေကိုရင်းနှီးမြှုပ်နှံမှုလုပ်တော့မယ်ဆိုလို့ရှိရင်အရှုံးချမ်းအမြတ်ချမ်းတာကိုတော့အားလုံးသိထားကြမှာပါဟုတ်ပါတယ် memes coin တွေကအရှုံးချမ်းအမြတ်ချမ်းဖြစ်ပြီးတော့ဒေါ်လာ100ရင်းပြီးနောက်တစ်လမှာဒေါ်လာ1000နဲ့မြတ်သွားနိုင်လို့မျိုးရင်းသားရဲ့ဒေါ်လာ100နောက်တစ်နာရီအတွင်းမှာပဲအားလုံးဆုံးရှုံးသွားတာဖြစ်နိုင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုလိုဈေးနှုန်းကျနေတဲ့ကာလမှာ memes coin တွေကိုအမြတ်စွန်းများများရဖို့အတွက်ရင်းနှီးမြှုပ်နှံသင့်လားဆိုတော့ကျွန်တော်ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ် memes coin တွေလို့ပြောလိုက်လို့ရှိရင်တော့ Doge တို့ Shiba Inu တို့ဒီ crypto တွေတော့အားလုံးသိကြမှာပါ market size အရကြည့်မယ်ဆိုရင် market cap အကြီးဆုံးထဲမှာပါကြပါတယ်အဲဒီလိုမျိုး memes coin တွေကလည်းလူပြောများရင်များလောက်ဈေးနှုန်းအတက်အကျအနေနဲ့ကြမ်းလေးရှိကြပါတယ်ပြီးခဲ့တဲ့ကာလများမှာဆိုရင် Elon Musk ကDogecoin ကိုအရန် support ပေးတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ tweet တစ်ကြောင်းကပဲ Dogecoin ဈေးနှုန်းကိုတက်လိုက်ကျလိုက်ဖြစ်စေနိုင်တဲ့အနေအထားတွေပါရောက်ရှိခဲ့တာပါ။တနည်းအားဖြင့်ပြောရလို့ရှိရင်တော့ memes coin တွေဆိုတာက social media ပေါ်မှာလူတွေရဲ့စိတ်ဝင်စားမှုပေါ်မှာလိုက်ပြီးတော့အတက်အကျအနှိမ့်မြင့်ကျန်းလာတာကိုသတိပြုမိမှာဖြစ်ပါတယ်။ဒီလိုမျိုးဈေးနှုန်းတွေအကြီးအကျယ်တက်သွားတဲ့အခါမှာအချို့သော trader တွေ investor တွေကနေချင်းညချင်းချမ်းသာသွားတော့လဲဒီလိုချမ်းသာသွားတဲ့ဟာကိုအားချအတူယူပြီး light investment လုပ်တယ် trading လုပ်တယ်ပြီးတော့ permanent scheme တွေမိပြီးတော့အကြီးအကျယ်ဘဝပြတ်သွားတဲ့လူတွေလည်းများစွာရှိပါတယ်ကျွန်တော်ဒီလိုစကားအစပြောလာပြီဆိုရင်တော့မိတ်ဆွေတို့နည်းနည်းလောက်ရိပ်မိလာပြီထင်ပါတယ်ဟုတ်ပါတယ် memes coin တွေဝယ်ပြီးတော့အမြန်ချမ်းသာဖို့ဆိုတာမိတ်ဆွေတို့ထင်တယ်လို့မလွယ်တဲ့ကိစ္စပါဒီလိုသာလွယ်မယ်ဆိုလို့ရှိရင်ကမ္ဘာပေါ်မှာရှိသမျှလူတွေအလုံးချမ်းသာနေတာကြာတော့ပါပြီအဲ့တော့ကျွန်တော်တို့တွေ memes coin တွေဝယ်ပြီးတော့ risk တွေအများကြီးယူပြီးတော့မြတ်တွေအများကြီးရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ခု sharing လုပ်ပေးပါမယ်အကြောင်းအရာတွေကိုမိတ်ဆွေတို့တည်ထားဖို့လိုမယ်လို့ထင်ပါတယ် memes coin တွေထဲမှာနာမည်အကြီးဆုံး Dogecoin ဆိုလို့ရှိရင်2013ခုနှစ်တော့ BTC ပေါ်ပြည့်ရပြူလှောင်ပြောင်ဖို့အတွက်ထွက်လာခဲ့တာပါအခုနောက်ပိုင်းမှာလည်း Elon Musk ရဲ့ပံ့ပိုးမှုတွေကြောင့်မလို့ဒီ Dogecoin ကတော်တော်လေးပေါက်မြောက်လာတဲ့အနေအထားမှာရှိပါတယ်ဒုတိယနာမည်အကြီးဆုံးကတော့ Shiba Inu ပါ Shiba Inu ကဆိုရင်ပေါ်ပြီးတော့တစ်နှစ်အတွင်းမှာပဲရာခိုင်နှုန်း9000လောက်ထိတက်သွားပြီးအမြတ်ရရှိသွားတာကိုတွေ့ရမှာပါဖပြုတ်ကိုစားပြုတဲ့ပတ်ပဲ memes coin ရဆိုလို့ရှိရင်လည်းဒေါ်လာ300လောက်ရင်းပြီးတော့1 million လောက်ရရှိသွားတဲ့သတင်းကိုမိတ်ဆွေတို့စောင်းပါးတွေဖတ်ပူးမယ်ထင်ပါတယ်ဒီလိုမျိုးလူတစ်ယောက်ရဲ့ဘဝကိုနေချင်းညချင်းပြောင်းလဲသွားစေနိုင်တဲ့ memes coin တွေကို trading လုပ်တော့မယ်ဆိုလို့ရှိရင် trader အများစုတည်ထားတဲ့အချက်ကတော့ဒီ memes တွေကအတက်အကျအင်မတန်မှကျန်တယ်ဈေးကွက်ကိုတေချာနားမလည်ပဲနဲ့လာရောက်ပြီးတော့ယင်းနှိမ့်မြုပ်နှံမှုတွေလုပ်မယ် trading လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပိုင်ဆိုင်ထားတာတွေအားလုံးဒီပါဆုံးရှုံးသွားနိုင်တဲ့အနေအထားမှာရှိပါတယ်ဒါဆိုလို့ရှိရင်တကယ်ယုံကြည်စိတ်ချရတဲ့ကိုယ့်အတွက်လည်းအမြတ်ကျန်နိုင်မဲ့ memes coin တွေကိုဘယ်လိုမျိုးရွေးချယ်မလဲမနက်မိုးလေးအိယာနိုးလို့ကိုယ့်ရဲ့ဖုန်းဖွင့်ကြည့်လိုက်တဲ့အချိန်မှာ memes coin တွေကဈေးအရန်တက်နေတယ်ပဲဆိုပါတော့အဲ့အချိန်ကြားလို့ရှိရင်မိတ်ဆွေတို့ live ဝယ်ခြင်းနေတယ်မလားဒါဆိုလို့ရှိရင်တော့ဒီ memes coin ကဘာချောင်းတက်လဲဆိုတဲ့သူ့ရဲ့ project ရည်ရွယ်ချက်ကိုကျွန်တော်တို့နားလည်ဖို့လိုပါပြီဒီ memes coin ရဲ့နည်းပညာပိုင်းဆိုင်ရာစံသစ်တူထွင်မှုတွေလူတွေရဲ့စိတ်ဝင်စားမှုမြင့်တက်လာမှုတွေနဲ့အခြားသောအကြောင်းအရာ factors တွေကိုကျွန်တော်တို့သေချာမထည့်တွေးပဲနဲ့ရုပ်တရက်ကြီးအခုဈေးတက်သွားတဲ့ကာလပေါ်လိုက်ပြီးဒီ memes coin ကိုပြေးဝယ်ဖို့ဆိုတာလုံးဝမလုပ်သင့်ပါဘူးအဓိကအကြောင်းရင်းကတော့ဈေးတက်သွားတာမြင်ပြီးတဲ့အချိန်ဆိုလို့ရှိရင်မိတ်ဆွေတို့တော်တော်လေးနောက်ကျနေပါပြီရှေ့မှာစောစောစီးစီးဝယ်ထားတဲ့လူတွေကအခုဈေးနှုန်းတက်လာတဲ့အခါမှာသူတို့ဝယ်ယူထားတဲ့ memes coin တွေကိုထုတ်ယူရောင်းချသွားမှာဖြစ်တဲ့အတွက်အခုအချိန်ဈေးနှုန်းအမြင့်ဆုံးမှာလိုက်ဝယ်မဲ့မိတ်ဆွေတို့အတွက်အကျိုးမြတ်ဘာမှမကြံဘဲနဲ့အမြင့်ဆုံး all time high မှာဝယ်မိတာဖြစ်ပြီးတော့ဆုံးရှုံးမှုကြီးကြီးမားမားတွေ့ကြုံနိုင်ရပါတယ် memes coin မှာယင်းနှိမ့်မြုပ်နှံမှုအတွက်ဆိုလို့ရှိရင် rug pool နဲ့ scam project တွေကိုလည်းရှောင်ရှားတတ်ဖို့လိုပါတယ်ကျွန်တော်တို့သတိထားရမယ့်အကြောင်းအရာဆိုလို့ရှိရင်တော့ဒီ project ဒီ memes coin တွေကdeveloper အများစုလက်ထဲမှာပဲ control ရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တေချာပေါက်မဝယ်သင့်ပါဘူးဒီနည်းမျိုးနဲ့မူလဲလုံးဝမလုပ်သင့်ပါဘူးနောက်တစ်ချက်ကကိုဝယ်မဲ့ memes coin project တွေက liquidity lock လုပ်ထားလားဆိုတာလည်းကြည့်တတ်ဖို့လိုပါတယ် liquidity pool ကို lock မလုပ်ထားဘူးဆိုလို့ရှိရင်တော့ဈ
ဈေးနှုန်းအမြင့်ဆုံးရောက်လို့ရှိရင် developer တွေကအကုန်လုံးကိုထုတ်ရောင်းပြီးတော့အမြတ်ယူသွားနိုင်တဲ့အခြေအနေရှိပါတယ်တကယ် legit ဖြစ်တဲ့ meme coin တွေကတော့ third party အဖွဲ့အစည်းတွေကိုခေါ်ယူပြီးတော့ security check audit လုပ်ထားတတ်ပါတယ်ဒီလိုမျိုး project တွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ investment လုပ်မယ်ဆိုလို့ရှိရင်တော့ risk နည်းလာနိုင်ပါတယ်ဒီနယ်ပယ်မှာ beginner တွေအများဆုံးမှားတတ်တဲ့ကိစ္စကတော့ investor တွေကနေချင်းညချင်းချမ်းသာသွားတယ်ဆိုတာကိုပဲကြည့်ပြီးတော့သူတို့ရဲ့ငွေကြေးပိုင်ဆိုင်မှုအတော်များများကိုအခုလိုမျိုးမရေရာမသေးကြတဲ့ meme coin ထဲမှာပဲအားလုံးပြစ်ပြီးတော့ပုံအောလိုက်တာပါဒီလိုမျိုးလုပ်တာတကယ်ဆိုရင်တော့တထေးပြစ်ခွေးပြစ်ပါတကယ် experience ရှိတဲ့လူတွေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုရဲ့9%ကနေ10%လောက်ကိုပဲ meme coin တွေထဲမှာယင်းနှိမ့်မြုပ်နှံတဲ့ trading တွေ investment တွေလုပ်လို့ရှိကြပါတယ်ပြီးတော့ experience trader တွေကသူတို့ပိုင်ဆိုင်မှုတွေကို Bitcoin တို့ Ethereum တို့လိုမျိုးတကယ်ခိုင်မာမှုရှိတဲ့ project တွေမှာအကြီးအကျယ်ယင်းနှိမ့်မြုပ်နှံမှုတွေလုပ်ထားတတ်ကြပါတယ်ဒါကြောင့် Mace တွေက meme coin တွေမှာယင်းနှိမ့်မြုပ်နှံမှုလုပ်ချင်တယ်ဆိုလို့ရှိရင်ကိုရရှိလာတဲ့ income ရဲ့9%ကနေ10%လောက်ကိုပဲယင်းနှိမ့်မြုပ်နှံမှုလုပ်ပါတကယ်ဆုံးရှုံးသွားလို့ရှိရင်လည်းကိုယ့်အတွက်အခက်အခဲမဖြစ်စေမဲ့ပမာဏအမောင့်လောက်ကိုပဲလုပ်ဖို့အကြံပြုချင်ပါတယ်နောက်ဆုံးအနေနဲ့ meme coin trading လုပ်ဖို့အတွက် strategy လေးဆွေးနွေးပေးပါမယ်နံပါတ်1အကောင်းဆုံး strategy ကတော့ရေတို short term trading လုပ်ခြင်းပါ meme coin တွေကအနာဂတ်ရေရာသေးကြမှုတိတ်မရှိတဲ့အထဲမှာပါပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဈေးနှုန်းတက်လာပြီးကိုယ့်အတွက်အမြတ်တစ်ခုကြံပြီဆိုလို့ရှိရင် short term trading လုပ်တာအကျိုးအမြတ်အများကြီးရရှိစေမှာဖြစ်ပါတယ်ရှေ့ကပြောခဲ့လို့ပဲတပ်ပါတီတွေရဲ့စစ်ဆေးချက်ရထားတယ်တကယ်လဲ legit ဖြစ်တဲ့ meme coin တွေဖြစ်လာပြီးကိုကလည်း meme တွေမှာ investment လုပ်တာနှစ်သက်မြတ်နိုးသူဆိုရင်တော့တကယ်ကောင်းတဲ့ project တွေမှာ HODL လုပ်ပါ hold on dear life ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အမှားစကားပြောချင်တာကတော့ဘာပဲလုပ်လို့ကျွန်တော်တို့တွေ take profit ယူတတ်ပါစေဘာကြောင့်လဲဆိုတော့ဒီဈေးကွက်ကိုရောက်လာတဲ့လူအများစုကအရှိမချမ်းသာသွားတဲ့လူတွေကိုကြည့်ပြီးတော့ငါတို့လည်းဒေါ်လာ100ရင်းလိုက်လို့ဒေါ်လာ1000မြတ်မယ်ဒေါ်လာ3000မြတ်မယ်ဆိုပြီးတော့မျှော်လင့်နေကြပါတယ်တကယ်တမ်းလက်တွေ့ဘဝမှာဒီလိုဖြစ်ဖို့တော်တော်လေးခက်ခဲပါတယ်ဒါကြောင့်မလို့ကိုသတ်မှတ်ထားတဲ့အမြတ်တစ်ခုရပြီဆိုလို့ရှိရင် take profit အမြဲတမ်းယူတတ်ပါစေနောက်ဆုံးအနေနဲ့မှာချင်တာ meme coin မှာ investment လုပ်မယ်အမြတ်ထုတ်တော်မယ်ဆိုလို့ရှိရင်စနစ်တကျအမြတ်ထုတ်ပါအမြတ်ထုတ်တဲ့နေရာမှာဉာဏ်ရှိရှိနဲ့လုပ်ပါလောဘရှောင်ပြီးတော့စနစ်တကျအမြတ်ထုတ်တဲ့နည်းကိုကျင့်သုံးပါ meme coin တွေကစွန့်စားမှုအင်မတန်ကြီးမားလို့အမြတ်များစွာရရှိနိုင်တဲ့ crypto narrative ဖြစ်ပါတယ်ဒါကြောင့်မလို့ investment trading မလုပ်ခင်မှာ research တေချာလေးလုပ်ပေးပါဒီလိုမျိုးဈေးကျတဲ့အချိန်မှာ cryptocurrency meme coin တွေကို investment လုပ်ချင်တယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြထားတဲ့ Binance link လေးကနေပြီးတော့မိတ်ဆွေတို့ account ဖွင့်မယ်ဆိုလို့ရှိရင် 20% ရာသက်ပံ discount ရရှိမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်